Yes, so example 3. Example 3 là compose minus 2, 3 into minus 3, 2 nè 1, minus 2 nè nhau mẹ bây giờ mà 1, 1 nè 0, 1 nè nhau mẹ giá đây thì nó cũng được bao bá được gì thôi. Ở chỗ thì xem mà rồi cũng là bằng bên này rồi nhau trên lại xí mẹ bao trên lại xí mẹ. Ở chỗ sao đó nhau đầu gì xí lại nó ở chỗ đó sao đó này nè bao nè nhau này trong rồi nhau của gì xí mẹ bây mà lúc mà lại thấy bao nó hay là đây cái nó cũng vậy sao à rồi lấy mấy cũng mấy minus 2, 3 into 1 minus 2 plus 1, 1 into 0, 1 à rồi nhau đầu xem nhau đây hậu xem này cả mà comma ai đào sâu toa luôn ya rồi anh cắt biểu toa luôn đấy ya cho nên này đó anh nhớ anh cắt biểu mà toa mấy đi mà bà thêm mà lại anh cắt lại đàn này bao tao mỗi anh nấu thêm vậy à rồi bao nó gặp luôn thêm này rồi thì nó cái gì nó cái gì mà nó bà này rồi nó minus 2 minus 3 i phim nó cái gì mà bà mà tạo rồi nó minus 2 plus 3 i phimဒါလေးကိုဆရာတို့ပြန်ပြီးတော့မှဟိုဘက်အဖြူမကြည့်နဲ့တူเนาะဒါလေးကိုပဲ i ကပ်ပြီးတော့ပြန်ရေးကြည့်မယ် minus 2, 3 ကို i ကပ်ပြီးရေးမယ်ဆိုရင် minus 2 plus 3i 1, minus 2 i ကပ်ပြီးရေးမယ်ဆိုရင် 1 minus 2i ဘာလို့လဲသူ့အရှင်မှာအစကတည်းကအနှုတ်ရှိပြီးသားပို့လို့အပေါင်းနဲ့အနှုတ်နဲ့မြောက်ရင်ဘာပဲရမှာလဲအနှုတ်ပဲရမှာမို့လို့1 minus 2i ဒါလေးကို i ကပ်ပြီးရေးမယ်ဆိုရင်1ဟုတ်ပြီနော် i 1 plus i ရမယ်1မို့လို့1 plus i ရမယ်ဒီနေရာမှာဆရာတို့ရေးမယ်ဆိုရင်တော့ဒီကောင်ဒီ i ကပ်မှာဖြစ်တဲ့အတွက်ကြောင့်အရှိကအဲ့နေရာမှာက0ဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးကမရေးရတာဖြစ်တဲ့အတွက်ကြောင့် i ပဲရတယ်ဟုတ်ပြီအဲ့ဒါဟိုက်လက်သေးကိုဆရာတို့ i ကပ်ပြီးလိုက်ခါမှာ minus 2 plus 3i into 1 minus 2i plus 1 plus i into i အဲ့ဒါဝင်ပြောက်ကြည့်တဲ့အခါမှာ minus 2နဲ့1နဲ့မြောက်မယ် minus 2ဟုတ်ပြီနော် minus 2နဲ့ minus 2i နဲ့မြောက်တော့နှုတ်နဲ့မြောက်တော့အပေါင်းဖြစ်တဲ့အတွက်ကြောင့် plus 4i 3i နဲ့ 1နဲ့မြောက်တော့ plus 3i အပေါင်းနဲ့မြောက်တော့အနှုတ် 3i နဲ့ 2i နဲ့မြောက်တော့ minus 6i square ဒီမှာနောက်ကလက်သေးကိုရှင်းမယ် i နဲ့ 1နဲ့မြောက်တော့ 1 i နဲ့ i နဲ့မြောက်တော့ i square အဲ့ဒီဖြစ်ရလိမ့်ဟုတ်ပြီနောက်ထပ်ရှင်းမယ် minus 2 ဟုတ်ပြီဒီမှာ 4i 3i 7i ဒီ i တစ်လုံးနဲ့ထပ်မြောက်တဲ့အတွက် hi ဟုတ်ပြီနော်စပြီ 6i square မှာ i square ဟာ minus 1နဲ့ညီတယ်ဒါကြောင့်ဒီနေရာမှာ minus 1စားထိုးလိုက်မယ်ဆိုရင် minus နဲ့ minus နဲ့မြောက်ရင် plus 6 တက်လီယာ6မို့လို့ plus 6 i square တန်ဖိုးက minus 1မို့လို့ minus 1အစားထိုးဟုတ်ပြီ minus 2 minus 1 minus 3 minus 3နဲ့အပေါင်း6နဲ့ဆရာတို့က plus 6နဲ့တွားရှင်းတဲ့အခါမှာအပေါင်းများတော့အပေါင်းတက်မှာဖြစ်တဲ့အတွက်ကြောင့်3 plus hi i ကတ်ထားတာက imaginary အာကတ်ထားတာက imaginary ပအရှိရဟာက real ပဒါမှမဟုတ် comma အနေအချင်းရေးမယ်ဆိုတော့ဒါကတော့အပေါင်းစုပုံစံနဲ့ရေးထားတယ် complex ပုံစံနဲ့ရေးထားတယ် order pair နဲ့ဒါက3 plus hi ဆိုတာ complex ပုံစံနဲ့ရေးထားတယ် order pair နဲ့ရေးမယ်ဆိုရင်တော့ plus ကို comma ပြောင်း i ကိုဖြုတ် order pair နဲ့ရေးမယ်ဆိုတော့ plus ကို comma ပြောင်း i ကိုဖြုတ်တယ်ဖြစ်တဲ့အတွက်ကြောင့်3 comma 8ဆိုတော့အဖြေထွက်လိုက် example 3ပါ example 3ရပြီဆိုရင် exercise 1.2 တက်လို့ရပြီ exercise 1.2 ကိုဆရာတို့ဆက်ကြည့်အောင် exercise 1.2 ကတက်ထုတ်ပါတဲ့နံပါတ် A B C D ကိုပေးထားတယ်နံပါတ် A မှာorder pair ရင်းနဲ့မြောက်ပြီးတော့မှပေါင်းခိုင်းထားတယ်အခုနံပါတ် A ကိုဆက်ကြည့်မယ်နံပါတ် A မှာ 2.0 3.5 plus 3, minus 2 into 0.1 ဒါလေးကိုဆရာတို့ i ကပ်ပြီးပြန်ရေးကြည့်မယ် 2.0 မို့လို့နောက်က i ရေးတယ်0နဲ့ i နဲ့မြောက်ရင်0ပဲရမှာမို့လို့သူဒီတာ2ပဲရလိမ့်2ပဲထွက်လိမ့်မယ်နော်အဲ့တော့နောက်ကဟာကို i ကပ်ပြီးရေးကြည့်ရဆိုရင်3 comma နေရာမှာအပေါင်းနောက်ကကိန်းကို i ကပ်မှာဖြစ်တဲ့ကြောင့်3 plus 5i ရလိမ့်နောက်တစ်ခုကိုဆက်ကြည့်မယ်3ဒီနေရာမှာအပေါင်းထည့်တော့ရလည်းပဲနောက်ကအနှုတ်ရှိရဖြစ်တဲ့ကြောင့်အပေါင်းနဲ့နှုတ်နဲ့မြောက်အနှုတ်ရတာဖြစ်တဲ့ကြောင့်3 minus 2iဒီရတဲ့နေရာမှာဘာမှမရှိရဖြစ်တဲ့အတွက်ကြောင့်ဒီကောင်မရေးတော့ဘူးအနောက်က i ကပ်မှာဖြစ်တဲ့ကြောင့် i တစ်ခုပဲရလိမ့်အဲကြောင့်မို့ဒီမှာ2နဲ့3 plus 5i နဲ့မြောက်အပေါင်း3 minus 2i နဲ့ i နဲ့မြောက်ဒါကြောင့်ပြောကြည့်မယ်2 into 3 plus 5i plus 3 minus 2i into i 2ကဝင်မြောက်မယ်2 3 4 6 2 5 10ဆိုတော့ 10i plus
i ကဝင်မြောက်တော့ 3i minus 2i square 6ဒီမှာအပေါင်း 10i အပေါင်း 3i ဖြစ်တာဖြစ်တဲ့ကြောင့် plus 30i ဖြစ်မယ် i square က minus 1 minus 1နဲ့ဟာဒီအနှုတ်နဲ့နှုတ်နဲ့ပြောတော့ plus ဖြစ်တဲ့ကြောင့်နှစ်တိုင်နှစ်ဆိုတော့ဒီမှာ2ကျန်နေ6နဲ့နဲ့ပေါင်းတော့8ဆိုတော့ h plus 30i ရတယ်ဒါက complex ပုံစံနဲ့ရေးထားတယ် complex number ပုံစံနဲ့ရေးထားတယ် order ပေးရတဲ့ရေးမယ်ဆိုရင်တော့အပေါင်းနေရာမှာ comma ထဲ i ဖြုတ် order ပေးရတဲ့ရေးမယ်ဆိုတော့အပေါင်းနေရာမှာ comma ထဲ i ဖြုတ်တော့ h, 30 h, 30ဆိုဖြစ်ထွက်တယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ order ပေးထားတဲ့နံပါတ် b ပေါ့နော်နံပါတ် b က 2, -5 into -1, 0 plus 1, 0 into 5, 1လို့သူပေးထားတယ်ဒါ order ပေးရကိုဆရာတို့ complex ပုံစံနဲ့ပြောင်းမယ်ဆိုရင် comma နေရာမှာအပေါင်းထဲအနောက်ကကိန်းကို i က comma နေရာမှာအပေါင်းထဲအနောက်ကကိန်းကို i ကအဲဆိုဆရာတို့ဒါကို complex ပုံစံရင်ပြောင်းကြည့်အောင်2အပေါင်းထဲလိုက်တော့အပေါင်းနဲ့မြောက်တော့အနှုတ်ပဲရမှာဖြစ်တဲ့ကြောင့်2 - 5i ဟုတ်ပြီဒီက -1အနောက်ကကိန်းကိုအပေါင်းထည့်ပြီးတော့ i ကမှာ i က0ပဲဖြစ်တဲ့အတွက်တော့0ပဲရမှာ i နဲ့0နဲ့မြောက်ရင်0ပဲရမှာမဟုတ်လို့မရေးတော့ဘူး -1 ပဲနောက်တစ်ခု1ဒီနေရာမှာ i ထည့်လဲ0ပဲရမှာဖြစ်တဲ့အတွက်ကြောင့်သူဒီ1ပဲရေးမယ်5ဒီမှာအပေါင်းထည့်အနောက်ကကိန်းကို i ကမှာဖြစ်တဲ့ကြောင့်5 plus i နဲ့1နဲ့မြောက်တော့ i အဲဆိုဒါလေးကိုရေးကြည့်မယ်ဆိုရင်2 complex order ပေးရအောင် complex number ပုံစံပြောင်းကြည့်အောင်တူလိုက်ရွတ်ကြည့်အောင်2 minus 5i minus 1 plus 1 into 5 plus i ဒါကြောင့်ဆရာတို့ပြောက်ကြည့်မယ်မြောက်ကြည့်တဲ့အခါမှာအပေါ်အပုံစံအတိုင်းဆရာတို့အဖြေထွက်လို့ပြောက်လို့ရတယ်ဒီခါကျတော့ဆရာတို့ကခုနပုံစံနည်းရဆိုရင် order ပေးရနဲ့မြောက်လို့လည်းရတယ်ယူမျိုးပုံစံနဲ့မြောက်ပြီးတော့မှ complex ရတဲ့အခါမှာ order ပေးရပြောင်းလို့လည်းရတယ်အဲဆိုခုကဆရာဒုတိယနည်းနဲ့တွက်ပြီခုနကနည်းဆိုတာဆရာအပေါ်ကပေးခဲ့တယ်order ပေးရတွေမြောက်တယ်ဆိုရင်ရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့ရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ပေါင်းဆိုတဲ့ဟာလေးကိုဆရာတို့တွက်ကြည့်အောင်အဲဆိုဒီမှာကြည့်2 -2, -5 ကရှေ့ကိန်းက2နောက်ကိန်းက -5 -1, 0 မှာရှေ့ကိန်းက -1 နောက်ကိန်းက 0အဲဆိုရှေ့ကိန်းနှလုံးမြောက်ခြင်းလို့ပြောတယ်2နဲ့ -1 နဲ့မြောက်တော့ -2ရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့နောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်မှဖြစ်တဲ့အတွက်ကြောင့်နောက်ကိန်းနှလုံးမြောက်တာက0နဲ့ -5 နဲ့မြောက်တာ0ပဲရမယ်အဲ့ဒီရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်မှာကမြောက်ခြင်းကိုမလုပ်ပြရမလဲဆိုရင်နှုတ်ပြရမယ်ရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးကိုမြောက်ခြင်းကိုမလုပ်ပြရမလဲဆိုရင်နှုတ်ပြရမယ်နော်အဲ့ဒါရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်ပြရမယ်ရှေ့ကိန်းနောက်ကိန်းဟုတ်ပြီနော်အဲကြတော့အဲ့ဒီရှေ့ကိန်းနှလုံးမြောက်ခြင်း2နဲ့ -1 နဲ့မြောက်တာက -2 နောက်ကိန်းနှလုံးမြောက်ခြင်း -5 နဲ့0နဲ့မြောက်တာက0အဲဆိုရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်မှဖြစ်တဲ့ကြောင့် -2, 0 -2, 0ဆိုပြီးတော့အဖြေထွက်လိမ့်မယ် -2, 0ဆိုပြီးတော့ဒီနားလေးမှာအဖြေထွက်လိမ့်ဒီအဖြေလေးရတယ်နော်ဒီအဖြေလေး-2, 0ဆိုရင်လည်းအဖြေလေးရတယ်ဒီအဖြေလေးဟုတ်ပြီအဲဆိုရင်အပြင်ကိန်းနှလုံးမြောက်ခြင်းတွေကအပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းတွေကိုဘာလို့ပြင်မှာလဲဆိုရင်ပေါင်းပြီအဲဆိုအပြင်ကိန်းဒီခါဆရာတို့အပြင်ကိန်းရှာခြင်းအပြင်ကိန်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ခုနရှေ့ကိန်းနဲ့နောက်ကိန်းနဲ့တည်တာပြီးဒီကအပြင်ကိန်းလို့ပြောတဲ့အတွက်ကြောင့်ဒီအရှိရလက်တွဲခွင့်ရဲ့အပြင်ကိန်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်အပြင်ကိန်းကိုလိုက်ရှာပါတော့အပြင်ကိန်းက2ဒီဘက်ကအပြင်ကိန်းက0အတွင်းကိန်းက -5 ဒီဘက်ကအတွင်းကိန်းက -1 ဟုတ်ပြီအဲကြောင့်အပြင်ကိန်းနှလုံးမြောက်ခြင်းဆိုတဲ့အတွက်2နဲ့0နဲ့မြောက်တော့0အတွင်းကိန်းနှလုံးမြောက်ခြင်းလို့ပြောတဲ့အတွက် -5 နဲ့ -1 နဲ့မြောက်တာနှုတ်နဲ့မြောက်အပေါင်းလို့5တက်လီယာ1အဲရတဲ့အဖြစ်တစ်ခုဘာလို့ပြီးဆိုရင်ပေါင်းပြီးမှဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကအဖြေရမယ်0 plus 5ဆိုတဲ့အဖြေရလိမ့်မယ်ဟုတ်ပြီနော်အဲကြောင့်ဆရာတို့ဒီအရင်ကလိုမျိုးပလက်ကွန်မာနီယာမှာပလက်ထက် i ကပ်ပြီးဆိုပြီးတော့ပေါင်းပြီးယူတန်းတန်းပေါက်တော့လို့ရတယ်လို့ဆရာတို့ကပုံမီနီသုံးမယ်ဆိုရင်တော့ခုနကဆရာပြောတဲ့ပုံမီနီ product ရဲ့ပုံမီနီသုံးမယ်ဆိုရင်တော့
ပေါ်ရပုံမီသုံးမယ်ဆိုရင်တော့ရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းတွေကိုပေါင်းအဲ့လိုသုံးလိုက်တယ်ဆိုရင်တော့အဲ့ဒီအဖြစ် -2 -0, 0+5 ရလာတယ်အဲ့တော့ဒီအရှေ့ဟာလေးတွက်ပြီးသွားပြီဆိုတော့နောက်ကကိန်းလေးလည်းဆရာတို့ကရွေးကြည့်အဲ့ဆိုရင်ရှေ့ကိန်းနှလုံးပြတဲ့ဖြစ်တဲ့အတွက်ကြောင့်ရှေ့ကိန်းက1ဒီဘက်ရှေ့ကိန်းက5နောက်ကိန်းနှလုံး yes နောက်ကိန်းက1ဒီဘက်နောက်ကိန်းက0ဒီဘက်နောက်ကိန်းက1ဟုတ်ပြီနော်အဲ့ဒါလေးဆရာတို့ကတွက်ကြည့်ဟုတ်ပြီရှေ့ကိန်းနှလုံးမြောက်ခြင်း1နဲ့5နဲ့မြောက်တော့1နောက်ကိန်းနှလုံးမြောက်ခြင်းကို0နဲ့1နဲ့မြောက်တော့0ရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်မှဖြစ်တဲ့အတွက်ကြောင့်5တွေကနေပြီးတော့မှ0ကိုနှုတ်လိုက်ဒီဖြေထွက်လာတယ်5တွေကနေပြီးတော့0ကိုနှုတ်တာဒီဖြေထွက်လာတယ်ဟုတ်ပြီအဲ့ဒီရလောက်မထင်နဲ့နော်ဟုတ်ပြီအဲ့ဆိုရင်ရှေ့ကိန်းနဲ့ပြီးသွားရင်နောက်ကိန်းလို့ဆိုအတွင်းကိန်းနဲ့အပြင်ကိန်းကိုရှိနောက်ကဟာရဲ့အတွင်းကိန်းနဲ့အပြင်ကိန်းဘယ်ကောင်ကအတွင်းဘယ်ကောင်အပြင်ဆိုရင်ဆရာတို့လိုက်မှတ်အောင်ဘာပဲရောတော့တားကြီးမှတ်စရာမလိုပါဘူးခုကအစမလို့လိုက်ပြောနေတာအပြင်ကိန်းလို့ပြောတယ်အဲ့ဒီလက်တဲကွမှာအပြင်ကိန်းကဒီနေရာမှာ1ဒီဘက်ကအပြင်ကိန်းက1အတွင်းကိန်းကဒီနေရာမှာ0ဒီဘက်ကအတွင်းကိန်းက5ဖြစ်ဟုတ်ပြီနော်အဲကြောင့်အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ပေါင်းအပြင်ကိန်းနှလုံးမြောက်တာ1နဲ့1နဲ့မြောက်တာက1အတွင်းကိန်းနှလုံးက0နဲ့5လို့0ပဲရတယ်အဲကြောင့်1နဲ့0နဲ့ပေါင်းအဲ့ဒီဘက်ကအဖြေရတယ်1နဲ့0နဲ့ပေါင်းတော့အဲ့ဒီကွန်မာတော့ကအဖြေရနော်အဲကြောင့်မို့ဒီနေရာမှာကျတော့နံပါတ် B မှာတော့ပုံပင်နည်းကိုဆရာတို့ချသုံးလိုက်ပြီနံပါတ် A ကကျတော့နံပါတ် A မှာတွက်ထားတာနော်နံပါတ် A ကတွက်ထားတဲ့အပိုင်းဟဲ့နံပါတ် A မှာတွက်ထားတဲ့အပိုင်းကတော့ရိုးဘာလုပ်ထားရလဲဆိုရင်မြောက်ပြထားနံပါတ် A မှာတွက်ထားတဲ့အပိုင်းကရိုးမြောက်ပြထားနံပါတ် B ကနေစပြီးဆရာတို့ဘာသုံးနေပြီလဲဆိုရင်ပုံပင်နည်းကိုစသုံးတယ် B ကနေပြီးတော့ပုံပင်နည်းစသုံးနော်ပုံသုံးတဲ့ပုံပင်နည်းကတော့ရိုးရှင်းပါရဲ့ရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့ကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်ကော်မာအပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ပေါင်းရပြီအဲ့လိုလေးတွက်လိုက်ရပြီနော်အဲ့တော့ဒီမှာ -2 နဲ့ဆရာတော့ -0 နဲ့ဆိုတော့ -2 0နဲ့5နဲ့ပေါင်းပါဆိုတော့5 -2,5 plus အခုက 5 နဲ့0လို့ပြောရတဲ့5 1နဲ့0နဲ့ပေါင်းတော့မလို့1 5,1 ရပြီအဲ့ဆိုရင်ဒါ order pair တွေဆရာတို့ဘာလုပ်ပြီးလဲဆိုပေါင်းဆိုတော့ a အချင်းချင်းပေါင်း y အချင်းချင်းပေါင်း real ပါအချင်းချင်းပေါင်း imaginary ပါအချင်းချင်းပေါင်း real ပါအချင်းချင်းမလို့ -2 နဲ့5နဲ့ပေါင်းတာဖြစ်တဲ့အတွက်ကြောင့်5နဲ့ -2 နဲ့ကလက္ခဏာမတူတာဖြစ်တဲ့အတွက်ကြောင့်3 cham 3နဲ့2ကိုနှုတ်အပေါင်းများအပေါင်းတဲ့ဆိုတော့3 cham နောက်က imaginary ပါအချင်းချင်းဆိုတော့ y နေရ y ချင်းချင်း comma နောက်အချင်းချင်းပေါင်းဖို့လို့5နဲ့10နဲ့ပေါင်းတော့6ဒါကြောင့်သူ့အဖြစ်ဒီ3,6ရတယ်ဟုတ်ပြီနံပါတ် C ကိုဆက်သွားနံပါတ် C ကလည်းorder pair ရည်နဲ့ပေးထားတယ်ပုံမီနည်းချသုံးတော့မယ်နော်ဆရာဟိုတောက်လျှောက်တက်မပြတော့ဘယ်လိုပြောမလဲချတွက်တဲ့ I က plat ဆိုတဲ့ပုံမီနည်းမဟုတ်နဲ့ပုံမီနည်းနဲ့ဆရာတို့တွားမယ် product ပုံမီနည်းနဲ့တွားကြည့်ပါနော်နံပါတ် C ပုံစံလေ -3, -2, -2, -3 plus -2, -2, -3, into -3, -3, -2 လို့ပေးထားတယ်ဒီနေရာမှာကcomma နေရာမှာအပေါင်းရေး I က imaginary နေရာမှာ I ကပြီးတော့ယူလက်သေးကိုလို့ချမြောက်လဲရတယ်လို့ပုံမီနည်းနဲ့တွားလိုက်ရတယ်ခုဆရာတို့ပုံမီနည်းနဲ့တွားအဲဆိုရင်ခုနကတော့ပြောထားတဲ့အပြင်ကိန်းနဲ့အတွင်းကိန်းလို့ဆရာတို့ကပြောထားတယ်ရှေ့ကိန်းနဲ့နောက်ကိန်းလို့ပြောထားတယ်အဲဆိုဒီနေရာမှာရှေ့ကိန်းတွေလိုက်ရှာခြင်းရှေ့ကိန်းနှလုံးမြောက်ခြင်းလို့ပြောတဲ့အတွက်ဒါကရှေ့ကိန်းနောက်ကိန်းနှလုံးမြောက်ခြင်းလို့ပြောတဲ့အတွက်ဒီမှာနောက်ကိန်းရှိရပြီနော်အဲဆိုရှေ့ကိန်းနဲ့နောက်ကိန်းတွေဖြစ်ရှေ့ကိန်းနှလုံးမြောက်ခြင်းနောက်ကိန်းနှလုံးမြောက်ခြင်းအဲဆိုစပြီးရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်မှာရှေ့ကိန်းဖြစ်တဲ့ -3 နဲ့ -2 နဲ့မြောက်တာနှုတ်နဲ့မြောက်တော့အပေါင်း3နဲ့4 6အဲကြောင့်မို့အပေါင်း6ရတယ်အပေါင်း6ဒီမှာအပေါင်း6ရတယ်ဟုတ်ပြီနော်ဟုတ်ပြီအဲဒါကြောင့်မို့အပေါင်း6နောက်ကိန်းနှလုံးမြောက်ခြင်း -2 နဲ့ -3 အနှုတ်နဲ့မြောက်တော့အပေါင်း2 3 4 6မို့လို့6ရလိမ့်အဲဆိုရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့နောက်ကိန်းနှလုံးမြောက်ခြင်းနှုတ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ6 -6ဆိုပြီးတော့ဒီမှာအဖြေထွက်နေတယ်6 -6ဆိုပြီးတော့ဒီမှာထွက်နေဒါကရှေ့ကိန်းနှလုံးမြောက်ခြင်းဒီ6ကနောက်ကိန်းနှလုံးမြောက်ခြင်းရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့နောက်ကိန်းနှလုံးမြောက်ခြင်းနှုတ်မှာဖြစ်တော့ဒီနေရာမှာအနှုတ်ရောက်နေဒီလောက်ဆိုရမယ်ထင်တယ်နော်အဲဆိုရင် comma ရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့ကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ပေါင်းအဲဆိုအပြင်နဲ့အတွင်းကိုရှာအောင်ဆိုအပြင်နဲ့အတွင်းမှာဆိုရင်
အပြင်ကိန်းကိုလိုက်ရှာမယ်အပြင်ကိန်းကိုလိုက်ရှာမယ်အပြင်ကိန်းကိုမလို့စိတ်ထက်လိုက်ရှာထားပါနော်အပြင်ကိန်းလို့ပြောတဲ့အတွက်လက်သေးခွင့်ရဲ့ဟိုအပြင်ဆုံးမှာကြာနေတဲ့ကိန်းအပြင်ကိန်းဒီမှာကအတွင်းကိန်းအပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ဘာလို့ပါလဲပေါင်းပြီးအဲဒါအပြင်ကိန်းနှလုံးမြောက်တာ3နဲ့3နဲ့မြောက်တာ9နှုတ်နဲ့နှုတ်နဲ့မြောက်တာအပေါင်းမို့လို့အပေါင်း9ရလိမ့်အဲ့ဒါမှာအပြင်ကိန်းနှလုံးမြောက်တာကအပေါင်း9ရလိမ့်ဒီမှာအပေါင်း9လေးရတယ်နော်ဟုတ်ပြီအတွင်းကိန်းနှလုံးမြောက်တာ2နဲ့2နဲ့မြောက်တာ4နှုတ်နဲ့နှုတ်နဲ့မြောက်တာကပလက်ရမယ်ဒါကြောင့်ဒီမှာပလက်ဖြစ်နေဒါလေးမှာဆရာတို့ပလက်ဖြစ်နေဟုတ်ပြီအပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့အပေါင်းပါလို့ဒီနေ့မှာဆရာတို့ပါရေးပြထားရတယ်ဆိုရင်အပေါင်းရေးပြထားတာပုံပြီးကိုကောင်းကောင်းသုံးချတတ်လောက်မှထင်ပါနော်အဲ့ဒါမှအပေါင်းရေးပြထားတာဒါကြောင့်ဒီမှာသုံးရတာကရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့အနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့အပေါင်းရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့နောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်ကော်မှာအပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့အပေါင်းနောက်တစ်ခုလည်းအဲ့လိုပဲတွက်သွားမယ်နော်နောက်တစ်ခုကတော့ဆရာကဒါဒုတိယမှမဟုတ်ဘူးလို့ဆက်ရေးပေးပါအောင်မယ်နော်ဆက်ရေးပေးအောင်မယ်အတွင်းကိန်းနဲ့အပြင်ကိန်းရှေ့ကိန်းနဲ့နောက်ကိန်းအဲ့ဒါဒီရိုးရိုးရှေ့ကိန်းနဲ့ဒီမှာရှေ့ကိန်းအိတ်နေရဒီမှာ real part အချင်းချင်းရှေ့ကိန်းဒီမှာ imaginary part y နေရဒီမှာ imaginary part y နေရနောက်ကိန်းရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းနှုတ်မှာဖြစ်တဲ့အတွက်ကြောင့် -2 နဲ့ -3 နဲ့ -2 နဲ့ -3 နဲ့ဆို2 3 4 6နှုတ်နဲ့နှုတ်နဲ့မြောက်ရင်အပေါင်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာအပေါင်းစစ်ရနေတယ်။ဒါကြောင့်ဒီမှာစစ်ရနေ။နော်ဒီမှာစစ်ရနေရဟုတ်ပြီ။ကာလာလေးမြင်ရလားမသိဘူးနော်။အဲ့လိုကာလာပြောင်းပေးလိုက်။ကာလာလေးပြောင်းပေးလိုက်မယ်။ဒီမှာဒါလေးပါ။နော်စစ်လေးအဲဆိုရင်အဲ့ဒါရှေ့ကိန်းနှလုံးမြောက်ခြင်းနောက်ကိန်းနှလုံးမြောက်ခြင်းဆိုရတဲ့နောက်ကိန်းကဒီမှာ -3 နဲ့ဒီမှာ -2 ဖြစ်တာဖြစ်တဲ့ကြောင့်နှုတ်နဲ့နှုတ်နဲ့မြောက်တော့အပေါင်း2 3နဲ့4 6ဖြစ်တဲ့အတွက်ကြောင့်အပေါင်း6ရအပေါင်း6ကဒီမှာဘော6ကအဲ့ရတဲ့ဖြစ်တစ်ခုနှုတ်မှာဖြစ်တဲ့ကြောင့်ဒီအလယ်မှာမလုပ်ထားလဲလို့နှုတ်ပြီးတာเนาะအဲကြောင့်ရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်တော့ခုအပြင်ကိန်းနှလုံးမြောက်ခြင်းအဲကြောင့်အပြင်ကိန်းနဲ့အတွင်းကိန်းကိုလိုက်ရှာအောင်အရှောင်းဆိုတော့တွေ့ရတွေ့ပြီးသားတွေပါမင်းတို့မသိပါဆိုလို့ဆရာလိုက်ပြအဲ့ဆိုလက်သေးခွင့်အနေထားကိုကြည့်လိုက်ဘယ်လိုအပြင်ဘယ်လိုအတွင်းလို့ခေါ်တာလဲဘယ်အောင်အပြင်ဘယ်အောင်အတွင်းလို့ခေါ်တာလဲဆိုတော့လက်သေးခွင့်အနေထားကိုကြည့်လိုက်လက်သေးခွင့်အနေထားကိုကြည့်လိုက်လက်သေးခွင့်အနေထားကိုကြည့်လိုက်တဲ့အခါမှာဒီမှာလက်သေးခွင့်မှာဒီကောင်အစွန်ဆုံးအပြင်ဆုံးမှာကြားတယ်ဒီကောင်လည်းအစွန်ဆုံးအပြင်ဆုံးမှာကြားအပြင်ကိန်းတစ်ခုအတွင်းကိန်းဒီမှာလက်သေးခွင့်ရဲ့အတွင်းနေရာမှာကြားတယ်အတွင်းကိန်းဟုတ်ပြီနော်အဲကြတော့အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့အပေါင်းမှာဖြစ်တဲ့ကြောင့် -2 နဲ့ -2 နဲ့မြောက်တော့နှစ်နယ်လေးအနှုတ်နဲ့နှုတ်နဲ့မြောက်တော့အပေါင်းမို့လို့အပေါင်း3နဲ့3နဲ့မြောက်တော့3 3 4 9အနှုတ်နဲ့နှုတ်နဲ့မြောက်တော့အပေါင်းမို့လို့အပေါင်းရတဲ့အဖြစ်တစ်ခုကဘာလို့ပြပါလဲဆိုရင်ပေါင်းပြပါမှုလို့ဒီနားလေးမှာဆရာတို့အပေါင်းရေးထားတာဒါအပုံနေလေးအတုံးချသွားလောက်ဆိုနားလဲလောက်ပဲထင်ပါနော်အဲဆိုတော့ရတဲ့အဖြစ်က6နဲ့6လို့တော့0 9နဲ့3နဲ့ပေါင်းတော့73 6နဲ့6လို့တော့0 9နဲ့3နဲ့ပေါင်း4နဲ့9နဲ့ပေါင်းတော့73တော့တော့မှာကပါနော်9နဲ့4နဲ့ပေါင်းတော့73အဲကြောင့် 0.30 plus 0.30 အဲ့နေရာအဲ့ချင်းချင်းပေါင်း y နေရာ y ချင်းချင်းပေါင်း real ပါအချင်းချင်းပေါင်း imaginary ပါအချင်းချင်းပေါင်းပါမို့လို့ 0.26 အဖြစ်ရတယ်နောက်တစ်ခုနံပါတ်1ဒီမိကုန်းကသူက 1.0 into 0.1 plus 0.1 into 1.0 လို့ပေးထားဒါမှဆရာတို့ကပေးထားတဲ့ခုက order ပေးရနေရာကို plus စားထုတ်ပေါ့ comma နေရာ plus စားထုတ်ပြီးတော့အနောက်က0နေရာမှာ i ကပ်ပြီးလဲရေးလို့ရတယ်လို့ဆရာတို့ပုံသင်နည်းအတိုင်းပေါ့နော်ပုံသင်နည်းတိုင်းဆရာတို့ဘယ်လိုတွက်မလဲပုံသင်နည်းအတိုင်းဆိုရင်တော့ရှင်းကိန်းနှလုံးမြောက်ခြင်းနဲ့ကနေပြီးတော့နောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းကိုပေါင်းစုပြီးတော့ပုံစံနဲ့တွက်လို့ရတယ်ဒါပြီနော်အဲဒါ product ပုံသင်နည်းအရ product ပုံသင်နည်းအရရှေ့ကိန်းနှလုံးမြောက်ခြင်းနဲ့ကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့ကနေအတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ဘာလို့ပြမှာလဲဆိုရင်ပေါင်းဆိုတဲ့ပုံစံနဲ့ဆရာတို့တွက်လို့ရတယ်အဲဒါဆရာတို့တွက်ကြည့်အောင် 1.0 အဲ့ဒီလက်သေးခွင့်နှစ်ခုကဘာလို့ထားလဲသူမြောက်ထားတာ order pair နှစ်ခုကမြောက်ထားတာအားကြောင့်မို့ရှ
ရှေ့ကိန်းနှလုံးမြောက်ချင်းလို့ပြောတဲ့အတွက်အဲ့လက်သေးကွင်းရဲ့ရှေ့ကိန်းနှလုံးကိုဆရာလိုက်ကြည့်အောင်နော်လက်သေးကွင်းရဲ့ရှေ့ကိန်းနှလုံးလက်သေးကွင်းရဲ့ရှေ့ကိန်းနှလုံးကိုလိုက်ကြည့်မယ်အဲ့တော့ရှေ့ကိန်းနှလုံးနဲ့နောက်ကိန်းနှလုံးကိုဆရာလိုက်ကြည့်လိုက်ရှေ့ကိန်းနှလုံးလို့ပြောတဲ့အတွက်ရှေ့ကိန်းအဲ့တော့ရှေ့ကိန်းနှလုံးနဲ့ပြောတဲ့အတွက်အဲ့ဒါမှာရှေ့ကိန်းနှလုံးနောက်ကိန်းလို့ပြောတဲ့အတွက်အဲ့ဒါမှာနောက်ကိန်းအဲ့တော့ရှေ့ကိန်းနှလုံးမြောက်ချင်းလို့ပြောတဲ့အတွက်1နဲ့0နဲ့မြောက်တဲ့အတွက်0 0နဲ့1နဲ့မြောက်တဲ့အတွက်0ဒါကြောင့်မို့သူဒီ0 minus 0ဒါကြောင့်မို့ဟာဒီမှာじゃမြားလေးထောက်ပြထားတယ်0 minus 0ရဒီမှာ comma ဒီမှာပါရမှာလို့ဆိုရင် comma ပြန်ပြောမယ်နော်ရှေ့ကိန်းနှလုံးမြောက်ချင်းရှေ့ကိန်းက1ဒီဘက်လက်သေးကွင်းရဲ့ရှေ့ကိန်းက0အရှေ့လက်သေးကွင်းရဲ့နောက်ကိန်းက0နောက်လက်သေးကွင်းရဲ့နောက်ကိန်းက1ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ရှေ့ကိန်းနှလုံးမြောက်ချင်းလို့ပြောတဲ့အတွက်ကြောင့်1နဲ့0နဲ့မြောက်ချင်းတွေကနေပြီးတော့0နဲ့1မြောက်ချင်းကိုနှုတ်ရှေ့ကိန်းနှလုံးမြောက်ချင်းတွေကနေနောက်ကိန်းနှလုံးမြောက်ချင်းကိုနှုတ်ဒါကြောင့်ရှေ့က1နဲ့0နဲ့မြောက်တာ0 0နဲ့1နဲ့မြောက်တာ0ရတာဖြစ်တဲ့အတွက်ကြောင့်0 minus 0 0 minus 0ဟုတ်ပြီ comma ပြီးတော့မှအပြင်ကိန်းနှလုံးမြောက်ချင်းနဲ့အတွင်းကိန်းနှလုံးမြောက်ချင်းနဲ့ပေါင်းအပြင်ကိန်းနှလုံးအဲ့ဆိုရင်အပြင်ကိန်းလို့ပြောရတဲ့လက်သေးကွင်းအနေထားရကြည့်မယ်ဆိုအပြင်ကိန်းအပြင်တွင်းအပြင်ကိန်းကိုဆရာတို့ကပြောရတဲ့တဲ့ကြောင့်လက်သေးကွင်းရဲ့အပြင်ကိန်းနဲ့ဆရာတို့အတွင်းကိန်းကိုလိုက်ကြည့်အောင်အဲ့ဆိုအပြင်ကိန်းနဲ့အတွင်းကိန်းကိုလိုက်ကြည့်မယ်အပြင်ကိန်းလို့ပြောတဲ့အတွက်အပြင်ကိန်းအတွင်းကိန်းနော်အပြင်ကိန်းနဲ့အတွင်းကိန်းကိုလိုက်ကြည့်မယ်ဒီမှာဆိုရင်အဲ့အတွင်းကိန်းဒီမှာပါကိန်းလဲဆိုရင်အပြင်ကိန်းဟုတ်ပြီနော်အဲကြတော့အပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ပါအဲဆိုရင်အပြင်ကိန်းဖြစ်တဲ့1နဲ့1နဲ့မြောက်တာ1 0နဲ့0မြောက်တာ0ဖြစ်တဲ့အတွက်ကြောင့်1 + 0အဲကြောင့်ဒီမှာရေးထားတာက1 + 0ဒီမှာဟာဒီအပေါင်းနေရာလေးမှာအပေါင်းလေးရေးလိုက်နောက်တစ်ခုဟုတ်ပြီလက်သေးကွင်းတစ်ခုပေးထားတယ်အော်ရာဘဲရနဲ့ပဲပေးထားရဖြစ်တဲ့အတွက်ကြောင့်ရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေပြီးတော့မှနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်ပါဖြစ်တဲ့ကြောင့်ရှေ့ကိန်းကိုဆရာတို့ကလိုက်ကြည့်လိုက်မယ်ရှေ့ကိန်းကိုလိုက်ကြည့်လိုက်မယ်ဒါတွေကမင်းတို့မြင်အောင်ဆရာဆွဲပြအောင်နော်ရှေ့ကိန်းနှလုံးမြောက်ခြင်းနေရာနေပြီးတော့မှနောက်ကိန်းနှလုံးမြောက်ခြင်းကိုမလုပ်မှလည်းဆိုနှုတ်အဲဒါရှေ့ကိန်းဖြစ်တဲ့0နဲ့1နဲ့မြောက်ခြင်းကနေ1နဲ့0မြောက်ခြင်းကိုနှုတ်မှဖြစ်တဲ့ကြောင့်0နဲ့1နဲ့မြောက်တာ0 1နဲ့0နဲ့မြောက်တာ0ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်0 minus 0 comma ဟုတ်ပြီနော်အဲဆိုရင်ပြင်တွင်းပေါင်းပြင်တွင်းဆိုတော့အပြင်နဲ့အတွင်းကိုဆရာတို့လိုက်ကြည့်အောင်အပြင်ကိန်းလို့ပြောတဲ့အတွက်ဒီပု္ပ္ပစာရအပြင်ကိန်းကိုဆရာတို့ကြည့်မယ်ဆိုရင်အပြင်ကိန်းအဲဆိုရင်ဒီမှာကြည့်အောင်အပြင်ကိန်းလို့ပြောတဲ့အတွက်အပြင်လို့ပြောတဲ့အတွက်0နဲ့0ကအပြင်1နဲ့1ကအတွင်းနော်အဲဆိုအပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ပေါင်းမှဖြစ်တဲ့အတွက်အပြင်ကိန်းနှလုံးမြောက်ခြင်းက0နဲ့0မြောက်တာ0ဖြစ်ပြီး1နဲ့1နဲ့မြောက်တာ1ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်0နဲ့1နဲ့ပေါင်းတော့0 + 1 0နဲ့1နဲ့ပေါင်းတော့0 + 1ရလာအဲဆိုရင်ရပြီအဲကြောင့်ဆိုတော့ပုံသင်နည်းသုံးမယ်အော်ဒါဘေးနဲ့ပြောမယ်ဆိုရင်တော့ရှေ့ကိန်းနှလုံးမြောက်ခြင်းတွေကနေနောက်ကိန်းနှလုံးမြောက်ခြင်းကိုနှုတ်ကောမှာအပြင်ကိန်းနှလုံးမြောက်ခြင်းနဲ့အတွင်းကိန်းနှလုံးမြောက်ခြင်းနဲ့ပေါင်းဆိုတဲ့ပုံသင်နည်းကိုသုံးရမယ်ဒါ product ပုံသင်နည်းရပါတော့အဲကြောင့်ဒီမှာ0 - 0, 1 + 0 1 + 0 plus 1 + 0 plus နောက်တစ်ခုက0 - 0 0 0 plus 1ဆိုတဲ့ဥစ္စာကိုရလာတယ်အဲ့ဒါဆရာရှင်းလိုက်မယ်0နဲ့0နှုတ်တာ0 1နဲ့0နဲ့ပေါင်းတာ1မို့လို့0 1နဲ့0ပေါင်းတာ0 1 plus ဟုတ်ပြီ0နဲ့0နှုတ်တာ0ဖြစ်တယ်0နဲ့1နဲ့ပေါင်းတာ1မို့လို့0 1 equal to နောက်တစ်ခုက0 2အဲဆိုရင်ဒီမှာအရှိကဒီရဖြစ် real ပါအချင်းချင်းပေါင်း imaginary ပါအချင်းချင်းပေါင်း complex number ပေါင်းတဲ့အခါမှာ real ပါအချင်းချင်းပေါင်း0နဲ့0နဲ့ပေါင်းတာ0 1နဲ့1နဲ့ပေါင်း2ဖြစ်တဲ့အတွက်ကြောင့်0 2အဲဆို i ကပ်ပြီးရေးမယ်ဆိုရင်အရှိက0ကဘာမှမရှိတာဖြစ်တဲ့အတွက်ကြောင့်0 + 2i အဲဒါကြောင့်မို့အဖြေဒီ 2i ပဲအဖြေထွက်လိုက်ဒါက exercise 1.2 ရဲ့ number 1ရဲ့ဒီကိုဆရာတွက်ပေးထားအဲဆို number 2ကိုကြည့်မယ်number 2က